ကျွန်တော်ရဲ့ညီကိုတွေမေးနေလို့ကျွန်တော်တို့လက်ထက်မှာပတ်စံ3000ကနေ9000ဝန်းကျင်လောက်ထိရှိတယ်ဆိုင်ကယ်တစ်စီးပါကင်ဘိန်းတစ်စီးကိုကျွန်တော်တို့ရေးချနဲ့ထုတ်ချင်တယ်ဆိုတဲ့ညီကိုတွေကိုဒီနေ့မှာကျွန်တော်ဆိုင်မှာဘယ်လိုဆိုင်ကယ်မျိုးစားတွေရရှိမလဲဆိုတော့ကျွန်တော်လာပြီးပြသပေးပါပေါ့နော်ဒီကောင်လေးကတော့ Honda Scorpio ပါ2025 model ပါဒီကောင်လေးဆိုတောင်ချင်းငွေ3300လောက်ရှိရင်ထုတ်ယူလို့ရပါပြီခင်ဗျဒါလေးက Honda လေးမျိုးစားလေးပါအင်ဂျင်ပါဝါ 125cc ပါနော်သူဆိုရင်ကျွန်တော်တို့တောင်ချင်းငွေ4000ဝန်းကျင်လောက်ချင်းထုတ်လို့ရပါပြီခင်ဗျဒါလေးကကျွန်တော်2026 model way 125 IG ပါเนาะကျွန်တော်တို့ဒလက်အမဲရဲ့ကျွန်တော်တို့ smoke ပဲပါဒီကောင်လေးဆိုကျွန်တော်တောင်ချင်းငွေ9000လောက်ချင်းထုတ်လို့ရပါပြီเนาะဒီဘက်ကတော့ကျွန်တော်ဒါ weight 1 ton ပေါ့เนาะဒီကောင်လေးဆိုရင်တောင်ချင်းငွေ4600လောက်လက်ထဲမှာရှိရင်ကျွန်တော်ဘန်းငွေ4600လက်ထဲမှာရှိရင်အိမ်ဒီအရောက် PC ပါဘာဘိုးမှထပ်ပေးကြမလို့ပါဘူးထုတ်ယူလို့ရပါပြီခင်ဗျဒါလေးတွေကတော့ကျွန်တော်ဆိုင်မှာကျွန်တော်တောင်ချင်းငွေ3000ကနေ9000ဝန်းကျင်ကျွန်တော်တို့ရရှိနိုင်မဲ့ဆိုင်ကမျိုးစားလေးတွေဖြစ်ပါတယ်ပေါ့နော်ညီကိုတွေကျွန်တော်စီအားဆိုရင်ဝန်ဆောင်မှုအနေနဲ့ကပို့ခါတွေတပြားမှမယူပါဘူးเนาะညီကိုတွေအိမ်ထိရောက်စာကျော်အိမ်ထိရောက်ဆိုင်ကပို့ပေးပါတယ်ဆိုင်ကရောက်လာမှသာလင်လာပို့တဲ့ကားသမားကိုပဲကျွန်တော်တို့တောင်ချင်းငွေပေးဆောင်မှာဖြစ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်เนาะ